အခုလိုငလျင်တန်တဲ့သဘာဝဘေးအန္တရာယ်ဖြစ်ပြီးနောက်ပိုင်းမှာအစားအသောက်နဲ့ရေတန့်ရှင်းဖို့အန္တရာယ်ကင်းဖို့နဲ့အာဟာရပြည့်ပြည့်ဝဝစားတောက်ဖို့အရေးကြီးပါတယ်။အစားအသောက်နဲ့ရေတန့်ရှင်းတော့မှဝမ်းရောဂါတို့ကက်ရောဂါတွေဖြစ်ပွားမှုနှုန်းကနေလျှော့ချနိုင်တယ်။အာဟာရပြည့်ပြည့်ဝဝစားတော့မှကိုယ်ခံအားကောင်းပြီးတော့မှရောဂါဗျာတွေကနေကာကွယ်နိုင်မှာဖြစ်ပါတယ်။အဲ့တော့အစားအသောက်ကိုတန့်ရှင်းအောင်အန္တရာယ်ကင်းအောင်ဘယ်လိုစားတောက်ကြမလဲ။ပထမဆုံးရက်စမီမရှိတော့တဲ့အတွက်ကြောင့်မလို့ရေကင်းသစ်တာထဲမှာထည့်ပြီးတင်လို့မရတော့ဘူးပေါ့နော်အဲ့တော့ပစ္စည်းတွေရဲ့အစားအသောက်တွေအထားမခံတဲ့အစားအသောက်တွေကိုအရင်စားတောက်တဲ့နေဥပမာဆိုရင်နို့နဲ့နို့ထွက်ပစ္စည်းတွေအသားမျိုးမျိုးတွေဒါမျိုးတွေကိုအရင်ဆုံးစားလိုက်တင်ပါတယ်နောက်ထပ်ကတော့ဒီလိုအခြေအနေမှာစီတူဘူးနဲ့ထည့်ထားတဲ့အစားအသောက်တွေပို့ပြီးတော့မှမိခိုတဲ့နေသူတို့တွေကပို့ပြီးတော့မှတန့်ရှင်းနေပေါ့နော်ဒါပေမဲ့ဒီလိုစီတူဘူးတွေတန်ဘူးတွေနဲ့ထည့်ထားတဲ့ဟာတွေကလည်းပဲလေဖောင်းနေတာတို့ဒိတ်လွန်နေတာတို့အနံ့သွေးထွက်နေတာတို့ဆိုရင်တော့မစားတော့သင့်တော့ပါဘူးနံပါတ်1အချက်ရေကိုတန့်ရှင်းအောင်ဘယ်လိုလုပ်ကြမလဲရေမတန့်ရှင်းတဲ့ဟာတွေရေဆိုးတွေတောက်ပြီးရဆိုရင်ဝမ်းပြက်ဝမ်းလျှော်ယောဂါတွေဝမ်းပြက်တာတွေဖြစ်နိုင်ပါတယ်အဲ့တော့ရေကိုအနည်းဆုံး10မိနစ်လောက်ကြိုချက်ပြီးတောက်သင့်ပါတယ်ရေကို10မိနစ်လောက်ကြိုချက်လိုက်တဲ့အချိန်ကျတော့မှဘက်တီးရီးယားနဲ့တခြားပိုးမွှားတွေသိသွားမှာဖြစ်တယ်အဲ့တော့ဒီမတန့်ရှင်းတဲ့ရေတွေကိုတောက်တာလည်းမဟုတ်ဘဲနဲ့သွားတိုက်တာတို့ခင်းချက်တာတို့ပကံဆေးတာတို့လက်ဆေးတာတို့ကလေးလုံးမုံဖြော်တာတို့အဲ့လိုတွေပါမသုံးသင့်ပါဘူးရေကိုကြိုချက်လို့မရဘူးဆိုရင်တော့ရေသက်ဆေးရည်တောင်းနိုင်ပါတယ်နောက်တစ်ချက်ကဒီလိုမျိုးရာသီဥတုပူပြင်းတဲ့အချိန်မှာဆိုရင်ချွေးထွက်များတဲ့အတွက်ကြောင့်မလို့ရေအပြင်တစားရေတွေတောက်လို့ရတယ် sport drink တွေတောက်လို့ရပါတယ်အဲ့တော့အရေးကြီးတဲ့ချက်ကရေကိုကြိုချက်ရမယ်ရေသက်ဆေးရတောင်းရမယ်လက်တေချာဆေးရပါမယ်နောက်နံပါတ်3ချက်ကအဟာရပြည့်ဝအောင်ဘယ်လိုစားကြမလဲအာဟာရပြည့်ဝအောင်စားဖို့ဆိုရင်အစာအုပ်စု3အုပ်စုပါရပါမယ်စွမ်းရည်ဖြစ်စေတဲ့အုပ်စုရဲ့အသားဓာတ်ရဲ့ vitamins minerals နဲ့အမြင်တက်ရတဲ့ဟာတွေပေါ့နော်အဲ့တော့စွမ်းရည်ဖြစ်စေတဲ့အုပ်စုကဘာကြီးလဲဆိုရင် carbohydrate တွေပါထမင်းတို့ဂျုံနဲ့လုပ်ထားတဲ့ပေါင်မုန့်တွေခောက်ဆွဲတွေနောက်အာလူးတွေဒါတွေစားတော့ပေးရမယ်နောက်ထပ်အသားဓာတ်ရဖို့ဆိုရင်ကြတော့အသားတွေအပြင်ငါးတို့ကြက်ဥတို့ပဲမျိုးမျိုးတို့ဒါမျိုးတွေကိုမိခိုနိုင်ပါတယ်နောက် vitamins minerals နဲ့အမြင်တက်ရဖို့ဆိုရင်ကတော့အသီးနှံတွေဟင်းသီးဟင်းရွက်တွေစားတော့ပေးရပါမယ်။ဒါပေမဲ့ဒီလိုအခြေအနေမှာဟင်းသီးဟင်းရွက်တွေအသီးနှံတွေကလက်လက်ဆက်ဆက်မရနိုင်ဘူးပေါ့နော်။ဒါဆိုရင်တော့အချောက်ခံထားတဲ့သီးကြောက်တွေတို့ဒါမျိုးတွေစားလို့ရတယ်။နောက်အစိအဆန်တွေလည်းစားပေးရပါမယ်။အဲ့တော့ဒီလိုမျိုးအစာအုပ်စု3အုပ်စုပါတော့မှအာဟာရပြည့်ပြည့်ဝဝစားတော့တာဖြစ်ပါတယ်။အာဟာရပြည့်ဝတော့မှကိုယ်ခံအားကောင်းမယ်။အုံနောက်ကလည်းကြည်လင်လန်းဆန်းနေမယ်။ဒါမှကိုလှုပ်ရှားရှိတဲ့အလုပ်တွေကိုပြေးနဲ့လုပ်နိုင်မှာဖြစ်ပါတယ်။အဲ့တော့ဒီလိုမျိုးလက်လက်ဆက်ဆက်အစားအသောက်တွေမရနိုင်တဲ့အချိန်မှာဆိုရင်တော့ခုနပြောသလိုပဲစီတိုဘူးတွေကိုအားကိုးရမှာပေါ့နော်။အဲ့တော့စီတိုဘူးတွေထဲမှာအာဟာရဖြစ်မဲ့ဟာတွေကိုရွေးပြီးတော့မှစားတောက်တဲ့နဲ့ဥပမာဆိုရင်ငါးသစ်တာတို့ tuna စီတိုဘူးတွေတို့နောက်ကလဘဲချက်တွေတို့ဒါမျိုးတွေကိုရွေးပြီးတော့မှထမင်းနဲ့စားသင့်ပါတယ်။ဒါဆိုရင်တော့အာဟာရပြည့်ဝတဲ့စားတောက်မှုပုံစံဖြစ်မှာပါ။နောက်ထပ်အရေးကြီးတဲ့အုပ်စုတစ်ခုကတော့နို့တိုင်းမိခင်တွေနဲ့တစ်နှစ်အောက်ကလေးငယ်တွေဖြစ်ပါတယ်။အဲ့တော့တစ်နှစ်အောက်ကလေးငယ်တွေအတွက်ကအကောင်းဆုံးနဲ့အာဟာရအဖြစ်ဆုံးအသန့်ရှင်းဆုံးကတော့မိခင်နို့ပါ။အဲ့တော့မိခင်နို့ကိုဆက်တိုက်တဲ့နဲ့ဒါကြောင့်မလို့မိခင်နို့တိုင်းမိခင်တယောက်အနေနဲ့လည်းပဲအာဟာရပြည့်ဝဖို့ရအတွက်အင်မတန်အရေးကြီးပါတယ်။ဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်ကလေးကိုမိခင်တို့မတိုက်နိုင်တော့ဘူးဆိုရင်တော့နှုတ်မုံကိုစဉ်းစားသင့်တယ်။ဘယ်နှုတ်မုံကတင့်တော်မလဲဆိုတာတော့ဒီဆက်ရဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။နောက်ဆုံးနံပါတ်5ချက်ကတော့ဒီဖို့အခြေအနေမှာအစားအသောက်ကိုဘယ်လိုကြိုတင်ပြင်ဆင်ထားမလဲဆိုတာမျိုးပြောပြပါမယ်။အဲ့တော့အစားအသောက်ကိုကြိုတင်ပြင်ဆင်ထားဖို့အတွက်ဆိုရင်စာ3ခုကိုပြင်ဆင်ထားတဲ့နံပါတ်1ချက်ကတော့စီတိုဘူးနဲ့လာတဲ့အစားအသောက်တွေပေါ့နော်။အဲ့တော့ခုနပြောသလိုပဲငါးသစ်တာတို့ချူနာဘူးတို့နောက်ကလဘဲချက်တို့ဒါတွေရဲ့နောက်ထပ်စီတိုဘူးနဲ့လာတဲ့အသီးတွေပေါ့နော်ဒါတွေကိုလည်းကြိုပြီးပြင်ဆင်ထားနိုင်ပါတယ်။နံပါတ်2ပြင်ဆင်ထားတဲ့အုပ်စုကတော့အချောက်ချမ်းတွေဖြစ်ပါတယ်။ဥပမာဆန်တွေအစိအဆန်တွေနောက်ထပ်နှုတ်မုံတွေဒါမျိုးတွေကိုကြိုပြီးတော့မှပြင်ဆင်ထားနိုင်ပါတယ်။နံပါတ်3ပြင်ဆင်တဲ့အုပ်စုကတော့အသစ်အစားအသောက်တွေပေါ့နော်။ဥပမာခောက်ဆွဲကြောက်တို့မုံဟင်းငါးကြောက်တို့မာလာရှောင်းကောအထုပ်တို့အသားထုချောက်တို့ဒါမျိုးတွေကိုကြိုပြီးတော့မှပြင်ဆင်ထားနိုင်ပါတယ်။အဲ့တော့ဒီ5ချက်ကိုလောက်ဆောင်မယ်ဆိုရင်တော့အာဟာရပြည့်ဝပြီးဘေးကင်းတဲ့အစားအသောက်နဲ့ရေကိုရနိုင်မှာဖြစ်ပါတယ်။အစားအသောက်နည်းနေတဲ့အခြေအနေတွေမှာဆိုရင်တော့အားလုံးတူတူမျှဝေသင့်တယ်။တကြီးရွယ်အိုတွေကလေးတွေနဲ့နာတာရှည်ယောဂရှိတဲ့သူတွေကိုဦးစားပေးသင့်ပါတယ်။မျှဝေပါဂရုစိုက်ပါအတူရှင်တိုင်းကြမယ်။